Black hole တွေကစကြဝဠာတွေကအရာအလုံးကိုဆွဲယူဖမ်းဆုပ်နိုင်တဲ့အစုံမဲ့တွင်းနဲ့ကြီးလို့ကျမတို့အများစုသိထားကြပါတယ်။တကယ်တော့နောက်ထပ် dimension တစ်ခုကိုသွားဖို့ရလမ်းစာတစ်ခုလာလို့တွေးစရာဖြစ်နေပြန်ပါတယ်။မကြသေးခင်က University of Sheffield တက္ကသိုလ်ကသူတေသီတွေရဲ့လေ့လာတွေ့ရှိချက်အသစ်တစ်ခုကဒီယူဆကိုလုံးဝပြောင်းလဲပြလိုက်ပါတယ်။သူတို့ရဲ့အဆိုအရ Black hole တွေကအာကာသနဲ့အချိန်ရဲ့အဆုံးသတ်မဟုတ်ပဲတကယ်တော့ white hole လို့ခေါ်တဲ့စကြဝဠာဖြစ်စဉ်တစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒီ white hole တွေကတော့ Black hole တွေနဲ့ဆန့်ကျင်ဘက်နေနဲ့စွမ်းအင်တွေဒြဝတ္ထုတွေနဲ့အချိန်တွေကိုတော့စကြဝဠာတွေကိုပြန်လည်ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ဒီတွေ့ရှိမှုကို quantum mechanics ရဲ့အခြေခံသဘောတရားတွေနဲ့ချိတ်ဆက်ပြီးရှင်းပြထားပါတယ်။သူတေသီတွေက Black hole ရဲ့အလဲဗဟိုမှာရှိတဲ့ singularity လို့ခေါ်တဲ့အရာအလုံးကတစုတစည်းရဲ့ဖြစ်သွားတဲ့အမှတ်ကဘာမှမရှိတော့တဲ့အဆုံးသတ်နေရမဟုတ်ပဲတကယ်တော့အရာတစ်ခုခုအသစ်စီကိုတွားရောက်နိုင်တဲ့တကားပေါက်တစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ဒီလေ့လာမှုကစိတ်ဝင်စားစရာကောင်းတဲ့အယူအဆသစ်တစ်ခုကိုလည်းထုတ်ဖော်ပြသထားပါတယ်။အဲ့ဒါကတော့စကြဝဠာရဲ့တပြေးပြေးနဲ့ပုံမူကျပြန့်လာမှုကိုဖြစ်စေတဲ့လျှက်ဝက်စမ်းကြဲတဲ့စွမ်းအင်တစ်ခုဖြစ်တဲ့ Dark Energy ကိုအသုံးပြုပြီးအချိန်ကိုတိုင်းတာနိုင်တယ်ဆိုတဲ့အချက်ပါ။ Physical Review Letters ဂျာနယ်မှာဖော်ပြခဲ့တဲ့ဒီသုတေသနမှာသုတေသီတွေက Black hole ရဲ့ဥရိုင်းမှာဖြစ်ပေါ်လာတဲ့ quantum ရဲ့အပြောင်းလဲတွေကရှုပါးဗေဒရဲ့နေရာမှာတွေပြည့်စည်သွားနိုင်တဲ့ classical model တွေရဲ့အားနည်းချက်ကိုဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကိုလေ့လာခဲ့ကြပါတယ်။သူတို့က planar black hole model ကိုအသုံးပြုပြီးအာကာသနဲ့အချိန်ကပြိုလဲပြည့်စည်မသွားပဲဘယ်လိုမျိုးပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသရုပ်ပြနိုင်ခဲ့ပါတယ်။ဒီတွေးရှိချက်ကနေတဆင့်အချိန်ကအသစ်တစ်ဖန်စတင်နိုင်တဲ့ white hole ရဲ့ theory အရတည်ရှိနိုင်ခြေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အကယ်၍ဒီလေ့လာမှုကိုအမှန်တကယ်သက်သေပြနိုင်ခဲ့မယ်ဆိုရင်ဒါဟာကာလရှည်ကြာစွာကွဲကွာနေခဲ့တဲ့ quantum mechanics နဲ့ Maxwell အားလုံးရဲ့ကြားကကွာဟချက်တွေကိုပေါင်းကူးပေးနိုင်မဲ့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ဒီလိုသာအမှန်တကယ် dimension portal တစ်ခုသာဖြစ်ခဲ့ရင်ကျမတို့နည်းပညာအသစ်တွေနဲ့နောက်ထပ်စူးစမ်းမှုတွေလုပ်နိုင်မဲ့အခွင့်အရေးတစ်ခုဖြစ်လာတော့မှလည်းဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပြောပြပေးသွားကြပါအောင်နော်။